အားလုံးပဲမင်္ဂလာပါလေးစကပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းမလေးစကားပြောပဲကျွန်တော်ပြောပြပေးသွားပါမယ်ဒီမှာကျွန်တော်စကားလုံးနှလုံးနဲ့ရှင်းပြပေးပါမယ်ပေါ့နော်ဒီစကားလုံးနှလုံးကကျွန်တော်တို့တူတရားရှိသလိုနဲ့တကယ်စကားပြောတဲ့နေရာမှာကျတော့ကျွန်တော်တို့အနည်းငယ်ကွဲပြားတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကဗီဒီယိုနဲ့ရှင်းပြပေးပါမယ်ကျွန်တော်တို့ luas ဆိုတာကျွန်တော်တို့ကကျေပြန်သောအကျယ်အဝန်းလို့ကျွန်တော်တို့သုံးလို့ရတယ်เนาะ luas ကျေပြန်သောဒါမှမဟုတ်အကျယ်အဝန်းလို့သုံးလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့က lebar ဆိုတာကျွန်တော်တို့ကအနံလို့လည်းသုံးလို့ရတယ်ဗျက်ကိုသုံးလို့ရတယ်သူလည်းအကျယ်လို့သုံးလို့ရတယ်เนาะ luas ဆိုတာကျေပြန်သောအကျယ်အဝန်းလို့သုံးတယ် lebar ဆိုတာအနံတို့ဗျက်တို့အကျယ်တို့ဒါမျိုးသုံးလို့ရတယ်เนาะဒီနှလုံးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကဒါမလေးစကားပြောလေးပြောပြပေးသွားပါမယ်ဒီမှာဆိုရင် berapa luas tanah ini berapa luas tanah ini ဒီမြေကွက်ရဲ့အကျယ်အဝန်းကဘယ်လောက်လဲလို့ကျွန်တော်တို့ဒါမျိုးပြောတဲ့အဓိပ္ပာယ်ပါ berapa luas tanah ini ဒီမြေကွက်ရဲ့အကျယ်အဝန်းကဘယ်လောက်လဲလို့ကျွန်တော်တို့ဒါမျိုးပြောတဲ့အဓိပ္ပာယ်ပါ berapa ဆိုတာဘယ်လောက်လဲ luas ဆိုတာအကျယ်အဝန်းတို့အကျယ်ပြန်သောတို့ဒါမျိုးပြောတဲ့အဓိပ္ပာယ် tanah ဆိုတာမြေကြီးကိုပြောတာ ini ဆိုတာဒီဟာ berapa luas tanah ini ဒီမြေကွက်ရဲ့အကျယ်အဝန်းကဘယ်လောက်လဲလို့ဒါမျိုးပြောတဲ့အဓိပ္ပာယ်ပါကျွန်တော်တို့မြေပြန့်နေမြေတွေအရန်နေရာကျဲနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ luas ဆိုတဲ့စကားလုံးနဲ့သုံးပါတယ်เนาะကျယ်ကျယ်ပြန့်ပြန့်ရှိတယ်ကျယ်ဝန်းတဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့က luas နဲ့သုံးတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကြည့်မြေကွက်ရဲ့အကျယ်ဝန်းဆိုရင်ကျွန်တော်တို့ကဒီ luas နဲ့သုံးပါတယ်เนาะ berapa luas tanah ini ဒီမြေကွက်ရဲ့အကျယ်အဝန်းကဘယ်လောက်လဲလို့ပြောတဲ့ပုံစံမျိုးဖြစ်တယ် berapa ဆိုတာဘယ်လောက်လဲ luas ဆိုတာအကျယ်အဝန်း tanah ဆိုတာမြေကြီး ini ဆိုတာဒီဟာ berapa luas tanah ini ဒီမြေကွက်ရဲ့အကျယ်အဝန်းကဘယ်လောက်လဲလို့ကျွန်တော်တို့ဒါမျိုးပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะ rumah ini sangat luas rumah ini sangat luas ဒီအိမ်ကအရန်ကျယ်ဝန်းတာပဲလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะကျွန်တော်တို့အိမ်နေအရန်ကြီးတဲ့အိမ်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ luas နဲ့သုံးလို့ရတယ်เนาะ rumah ini sangat luas ဒီအိမ်ကအရန်ကျယ်ဝန်းတာပဲလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ rumah ဆိုတာအိမ် ini ဆိုတာဒီဟာ sangat ဆိုတာအရန်လို့ပြောတာ luas ဆိုတာကျယ်ဝန်းတာကိုပြောတာ rumah ini sangat luas ဒီအိမ်ကအရန်ကျယ်ဝန်းတာပဲလို့ပြောတဲ့အဓိပ္ပာယ်ပါခုနကမြေကွက်အကျယ်တို့เนาะဒီအိမ်အရန်ကြီးတဲ့ဟာတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ luas ဆိုတဲ့စကားလုံးနဲ့သုံးပါတယ်เนาะ rumah ini sangat luas ဒီအိမ်ကအရန်ကျယ်ဝန်းတာပဲလို့ပြောတဲ့ပုံစံမျိုးဖြစ်ပါတယ် rumah ဆိုတာကတော့အိမ် ini ဆိုတာဒီဟာ sangat ဆိုတာအရန် luas ဆိုတာကျယ်ဝန်းတာကိုပြောတာ rumah ini sangat luas ဒီအိမ်ကအရန်ကျယ်ဝန်းတာပဲလို့ကျွန်တော်တို့ဒါမျိုးပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะနောက်တစ်ခုက padam bola itu luas padam bola itu luas အဲ့ဒီဘောလုံးဝင်းကကျယ်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะကျွန်တော်တို့ဘောလုံးဝင်းတွေဘာတွေဆိုလို့ရှိရင်လည်းကျယ်ဝန်းတယ်အဲ့လိုမျိုးကျယ်ဝန်းတဲ့အရာတွေဆိုရင်ကျွန်တော်တို့ကဒီ luas နဲ့သုံးပါတယ်เนาะ padam bola itu luas padam bola itu luas အဲ့ဒီဘောလုံးဝင်းကကျယ်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ padam bola ဆိုတာဘောလုံးဝင်းကိုပြောတာ padam bola ဆိုတာဘောလုံးဝင်း itu ဆိုတာထိုဟာ luas ဆိုတာကျယ်ဝန်းတာဒါကိုကျွန်တော်တို့ကတစ်ကြောင်းနဲ့ပေါင်းပြောမယ်ဆိုရင် padam bola itu luas အဲ့ဒီဘောလုံးဝင်းကကျယ်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါ padam bola ဆိုတာကျွန်တော်တို့ကဒါဘောလုံးဝင်းကိုပြောတာ itu ဆိုတာထိုဟာ luas ဆိုတာကျယ်ဝန်းတာကိုပြောတာ padam bola itu luas အဲ့ဒီဘောလုံးဝင်းကကျယ်တယ်လို့ကျွန်တော်တို့ဒါမျိုးသုံးလို့ရပါတယ်เนาะ dapur rumah awak sangat luas dapur rumah awak sangat luas မင်းအိမ်ရဲ့မီးဖိုချောင်ကတော်တော်ကျယ်တာပဲလို့ပြောတဲ့အဓိပ္ပာယ်ပါ dapur rumah awak sangat luas မင်းအိမ်ရဲ့မီးဖိုချောင်ကတော်တော်ကျယ်တာပဲလို့ပြောတဲ့အဓိပ္ပာယ်ပါ dapur ဆိုတာကျွန်တော်တို့ကမီးဖိုချောင်ကိုပြောတာ rumah ဆိုတာအိမ် awak ဆိုတာမင်း sangat ဆိုတာအရန် luas ဆိုတာကျွန်တော်တို့ဒါကျယ်တာပဲလို့ပြောတာကျယ်တာကိုပြောတာ dapur rumah awak sangat luas
မင်းအိမ်ရဲ့မီးဖိုချောင်ကတော်တော်ကျယ်တာပဲလို့ပြောတဲ့အဓိပ္ပာယ်ပါကျွန်တော်တို့ပုံမှန်အိမ်တွေရဲ့မီးဖိုချောင်ကခပ်သေးသေးဆိုရင်ဒီအိမ်ကလည်းကြီးတော့မီးဖိုချောင်ကလည်းကြီးတယ်ပေါ့နော်အဲ့လိုကြီးတဲ့အတွက်ကိုကျွန်တော်တို့ဒါမျိုးပြောလို့ရပါတယ်ဒါပူရူမာအဝဆန်ငတ်လူဝတ်ဒါပူရူမာအဝဆန်ငတ်လူဝတ်မင်းအိမ်ရဲ့မီးဖိုချောင်ကတော်တော်ကျယ်တာပဲလို့ပြောတဲ့အဓိပ္ပာယ်ပါဒါပူဆိုတာမီးဖိုချောင်ရူမာဆိုတာအိမ်အဝဆိုတာမင်းဆန်ငတ်ဆိုတာအရန်လူဝတ်ဆိုတာကျယ်တာကိုပြောတာဒါပူရူမာအဝဆန်ငတ်လူဝတ်မင်းအိမ်ရဲ့မီးဖိုချောင်ကတော်တော်ကျယ်တာပဲလို့သုံးတဲ့အဓိပ္ပာယ်ပါနော်Bilik ini nampak macam luas. Bilik ini nampak macam luas. ဒီအခန်းကကျယ်ဝန်းပုံရတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါ Bilik ini nampak macam luas. ဒီအခန်းကကျယ်ဝန်းပုံရတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါ Bilik ini ဆိုတာဒီအခန်း nampak ဆိုတာမြင်ရတာ macam ဆိုတာဒီလို luas ဆိုတာကျယ်ဝန်းတာပြောချင်တာအခန်းတစ်ခန်းကိုကျွန်တော်တို့ကကြည့်လိုက်တယ်ပေါ့နော်သိပ်မကျဉ်းဘူးပေါ့ဒီလှမ်းကြည့်လိုက်တာဒီခန်းသိပ်တော့မကျဉ်းပါဘူးဒါကျယ်ဝန်းပုံရတယ်ပေါ့နော်အခန်းကျယ်တာတွေရန်ကျယ်ဝန်းတဲ့ဟာတွေသုံးနေဆိုရင်ကျွန်တော်တို့ကဒီ luas နဲ့သုံးတာဖြစ်တယ်နော်ဒါကြောင့် bilik ini nampak macam luas bilik ini nampak macam luas ဒီအခန်းကကျယ်ဝန်းပုံရတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါ bilik ini ဆိုတာဒီအခန်း nampak ဆိုတာမြင်ရတာ macam ဆိုတာဒီလို luas ဆိုတာကျယ်ဝန်းတာဒါကိုကျွန်တော်တို့ကတကြောင်နဲ့ပေါင်းပြီးဘာသာပြန်မယ်ဆိုရင် bilik ini nampak macam luas ဒီအခန်းကကျယ်ဝန်းပုံရတယ်လို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะနောက်တစ်ခုကဒါ luas နဲ့ပတ်သက်ပြီးတော့ဒီစကားလုံးတွေကိုကျွန်တော်ကပြောပြီးသွားပြီเนาะနောက်တစ်ခုက lebar lebar နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒါနောက်ထပ်ဥပမာအနေနဲ့ပြောပြပေးသွားပါမယ် berapa lebar pintu ini berapa lebar pintu ini ဒီတကားရဲ့အကျယ်ကဘယ်လောက်လဲလို့ပြောတဲ့အဓိပ္ပာယ်ပါ berapa lebar pintu ini ဒီတကားရဲ့အကျယ်ကဘယ်လောက်လဲလို့ပြောတဲ့အဓိပ္ပာယ်ပါဒါမျိုးပြောလို့လည်းရသူဒီတကားရဲ့အနံကဘယ်လောက်လဲလို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်เนาะတကားဆိုတာတော့အရင်မကြီးဘူးမကြီးတဲ့အတွက်ဒီ lebar နဲ့သုံးလို့ရတယ်เนาะ berapa lebar pintu ini ဒီတကားရဲ့အကျယ်ကဘယ်လောက်လဲဒါမျိုးပြောလို့ရတယ်လို့ဒီတကားရဲ့အနံကဘယ်လောက်လဲလို့လည်းဒါမျိုးကျွန်တော်တို့ပြောလို့ရတယ်เนาะ berapa ဆိုတာဘယ်လောက်လဲ lebar ဆိုတာလည်းအကျယ်ကိုပြောတာဒါမှမဟုတ်အနံကိုပြောတာသူ့ရဲ့ဘက်ကိုပြောတာเนาะ pintu ဆိုတာတကား ini ဆိုတာဒီဟာ berapa lebar pintu ini ဒီတကားရဲ့အကျယ်ကဘယ်လောက်လဲလို့ပြောလို့ရတယ်လို့ဒီတကားရဲ့အနံကဘယ်လောက်လဲလဲပြောလို့ရတယ်ဒီတကားရဲ့ဘက်ကဘယ်လောက်လဲပေါ့เนาะဒါမျိုးပြောလို့ရတယ်เนาะဒါကြောင့်ဒီ lebar နဲ့ဒီတကားမှာကျတော့သုံးပေးတာဖြစ်တယ်เนาะ berapa lebar pintu ini ဒီတကားရဲ့အကျယ်ကဘယ်လောက်လဲလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ jalan ini kurang lebar jalan ini kurang lebar jalan ini kurang lebar ဒီလမ်းကအကျယ်နဲတယ်ဒါမှမဟုတ်လို့ရှိရင်လည်းသိပ်မကျယ်ဘူးလို့ဒါမျိုးဘာသာပြန်လို့ရတယ်เนาะ jalan ini kurang lebar ဒီလမ်းကအကျယ်နဲတယ်ဒါမှမဟုတ်လို့ရှိရင်လည်းသိပ်မကျယ်ဘူးလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရတယ်เนาะ jalan ini ဆိုတာဒီလမ်း kurang ဆိုတာယော့နေတာเนาะနဲတာဒါမျိုးပြောလို့ရတယ် lebar ဆိုတာကျယ်တာဒါကိုကျွန်တော်တို့ကတကြောင်နဲ့ပြောမယ်ဆိုရင် jalan ini kurang lebar ဒီလမ်းကအကျယ်နဲတယ်ဒါမှမဟုတ်လို့ရှိရင်လည်းသိပ်မကျယ်ဘူးလို့ကျွန်တော်တို့ဒါမျိုးပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะကျွန်တော်လမ်းခက်ချင်းချင်းလေးတွေเนาะအရင်မကျယ်တဲ့လမ်းတွေဆိုရင်ကျွန်တော်တို့ကဒီနေထားကျင်းတာဖြစ်တဲ့အတွက်ဒီ lebar နဲ့ပဲသုံးတယ်เนาะ jalan ini kurang lebar ဒီလမ်းကအကျယ်နဲတယ်ဒါမှမဟုတ်လို့ရှိရင်လည်းသိပ်မကျယ်ဘူးလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะ meja itu lebar meja itu lebar meja itu lebar ဟိုစပွဲကကျယ်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ meja itu lebar ဟိုစပွဲကကျယ်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါကျွန်တော်တို့ပုံမှန်မြင်နေကြစာရေးစပွဲတွေစာရင်အခုမြင်နေရတဲ့စပွဲကကျယ်လို့ဒီ lebar နဲ့ပဲသုံးတာပေါ့เนาะပြောမယ်ဆိုရင်အရင်ကြီးနဲ့စပွဲဆိုတဲ့အနေထားကဘောလုံးကွင်းတစ်ကွင်းစာလောက်ကျယ်တဲ့စပွဲတော့မရှိဘူးပေါ့ဗျာသို့တော်ညာလဲစပွဲအလျောက်ကျယ်တာဖြစ်တဲ့အတွက်ဒီမှာကြတော့ကျွန်တော်တို့က lebar နဲ့ပဲသုံးတယ်ပေါ့เนาะဟိုပုံမှန်ရှိနေကြစပွဲလေးထဲတော့ပိုကြီးတယ်ပေါ့เนาะမြင်နေကြစပွဲထဲကြီးတယ်ဆိုရင်ကျွန်တော်တို့ကလည်းဒါ lebar ကိုပဲသုံးတယ်เนาะကျွန်တော်တို့အရန်ကျယ်ဝန်းတဲ့ဘောလုံးကွင်းလိုဟာမျိုးတွေเนาะမြေကွက်အလွတ်တွေဒါမျိုးဆိုရင်တော့ကျွန်တော်တို့က lowest နဲ့သုံးတယ်เนาะဒီစပွဲကျယ်တာလောက်ကတော့ကျွန်တော်တို့ကဒီ lebar နဲ့ပဲသုံးတယ် major itu lebar
ဟိုစပွဲကကျယ်တယ်လို့ပြောတာပါ major itu labor ဟိုစပွဲကကျယ်တယ်လို့ပြောတာ major ဆိုတာစပွဲ itu ဆိုတာထိုဟာဟိုဟာ labor ဆိုတာကျယ်တာ major itu labor ဆိုတော့ဟိုစပွဲကကျယ်တယ်လို့ပဲကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะ ada ke sungai itu lebar ada ke sungai itu lebar ဟိုမြစ်ကကျယ်သလားလို့မေးတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะ ada ke sungai itu lebar ဟိုမြစ်ကကျယ်သလားလို့မေးတဲ့အဓိပ္ပာယ်ပါ sungai ဆိုတာကျွန်တော်တို့ကမြစ်တို့ချောင်းတို့ဒါမျိုးကိုပြောတာပေါ့နော်ဒီမှာကတော့ကျွန်တော်မြစ်နဲ့သုံးထားတယ် sungai ကမြစ်ချောင်းအင်းအိုင်ပေါ့ဒါမျိုးကိုကျွန်တော်သုံးလို့ရတယ် ada ke sungai itu lebar ဟိုမြစ်ကကျယ်သလားဒါမှမဟုတ်ဟိုချောင်းကကျယ်သလားเนาะဒါမျိုးလေးတွေကျွန်တော်တို့ပြောလို့ရတယ်เนาะ ada ke sungai itu lebar ဟိုမြစ်ကကျယ်သလားလို့မေးတဲ့ပုံစံမျိုးဖြစ်ပါတယ် ada ke ဆိုတာရှိလားပေါ့เนาะ sungai ဆိုတာကျွန်တော်တို့ကမြစ်ကိုပြောတာ itu ဆိုတာထိုဟာ lebar ဆိုတာကျယ်တာဒါကိုကျွန်တော်တို့ကဒီကြောင်းနဲ့ပေါင်းပြောမယ်ဆိုရင် ada ke sungai itu lebar ဟိုမြစ်ကကျယ်သလားလို့ကျွန်တော်တို့ဒါမျိုးပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီလူဝက်ဆိုတာကအကျယ်အဝန်းကိုသုံးတာပန်ချမ်းဆိုတာအရှည်တို့အလျားတို့သုံးတာခုနက labor ဆိုတာကတော့ဒီမှာအနံလို့လဲသုံးလို့ရတယ်လို့နောက်တစ်ခုအကျယ်လို့လဲသုံးလို့ရတယ်နောက်တစ်ခုကဗျက်ပေါ့နော်ဗျက်အကျယ်လို့လဲကျွန်တော်တို့သုံးလို့ရတယ်เนาะဒါကြောင့်လူဝက်ဆိုတာကျွန်တော်တို့ခဏအကျယ်အဝန်းဘောလုံးဝင်းလိုကျယ်တဲ့နေရာမျိုးเนาะမြေခွက်အကျယ်တွေဆိုရင်ကျွန်တော်တို့ကဒီလူဝက်နဲ့သုံးတယ်ပေါ့เนาะပန်ချမ်းကတော့သူကအရှည်လို့လဲသုံးလို့ရတယ်သူတို့အလျားလို့လဲသုံးတယ်နောက်တစ်ခုက labor labor ဆိုတာသူကအနံလို့သုံးတယ်အကျယ်လို့သုံးတယ်ပြက်လို့လည်းသုံးတယ်အဲ့တော့ကိုစီလျော်တင့်တော်ရာကိုဒီစကားလုံးသုံးလုံးရဲ့အဓိပ္ပာယ်ကိုကျွန်တော်ကဒါပြောပြပေးတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတစ်ခါပြန်တွေ့ပါမယ်